အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဖြူစင်စိတ်ရွှင်နာဆိုင်ရဲ့ founder ဦးစန်းလင်းပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဆွေးနွေးသွားမယ့်အကြောင်းအရာလေးကတော့ရွှေတွေကိုကျွန်တော်တို့အရေးဘယ်လိုခွဲခြားမလဲရွှေရည်တွေကဘယ်ပစ္စည်းတွေသုံးကြလဲနောက်ဘယ်လိုရွှေရည်တွေမျိုးတွေကိုကျွန်တော်တို့ကဝယ်ယူစုဆောင်းသင့်တယ်ဆိုတဲ့အကြောင်းအရာလေးဆွေးနွေးပြင်ပြသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ရွှေရည်တွေကိုပထမဆုံးစကြည့်မယ်ဆိုရင်ကျွန်တော်16ပဲ16ပဲရတချို့ကအခောက်ကြီးလေးတနည်းအားဖြင့်ဒီလေးအခောက်ရှိတယ်ပေါ့ကြတယ်အဲ့မှာလေကျွန်တော်တို့ကဆွေးရိုးလို့စိတ်တို့လက်ကောက်တို့စကြည့်တယ်ကျွန်တော်တို့လုပ်ရတယ်နောက်တစ်ခုကကျွန်တော်တို့ကအဲ့အောက်ကိုကျွန်တော်ဆက်ဆင်းသွားမယ်ဆို15ပဲ15ပဲဆိုရင်လည်းကျွန်တော်တို့ကအတွဲဆက်တို့တင်ဆက်တို့ရှိကြတယ်အဲ့မှာလည်းကျွန်တော်တို့ကဆွေးရိုးလို့လက်ကောက်တို့စိတ်တို့လုပ်ရတယ်ဒါကြောင့်တော့အဲ့အောက်ကိုကျွန်တော်တို့ကဆက်ပြီးတော့အောက်ဆက်ဆင်းသွားမယ်ဆိုရင်ကျွန်တော်တို့ကဆက်ပြီးပဲလုပ်ရတယ်။တကယ်ပြန်တယ်လို့တက်တော့ဆွဲလက်ဆွဲစကြည့်လုပ်ရတယ်။အဲ့အောက်မှာကျွန်တော်တို့ကဆက်လေးပဲရေးဆိုတာရှိတယ်။အဲ့ဆက်လေးပဲရေးတော့ကျွန်တော်တို့ကြောက်နေတယ်လုပ်ရတယ်။အဲ့ဆက်လေးပဲရေးအောက်ကျွန်တော်ဆက်73ပဲရတော့ကျွန်တော်တို့ကစိန်တယ်အများစုမှာကျွန်တော်တို့သုံးကြပါတယ်။အဲကြောင့်တော့တချို့စိန်တယ်တွေကြောင့်တော့ကျွန်တော်တို့က12ပဲ2ပြားနဲ့ကျွန်တော်တို့ခတ်ကြတာများပါတယ်။အဲကြောင့်တချို့ကကျတော့အဲ့12ပဲ2ပြားကိုရန်ကုန်ဒုံတနည်းအားဖြင့်ဒုံတဲ့အနေနဲ့လည်းကျွန်တော်တို့အသုံးပြုတာရှိကြပါတယ်။အဲ့အောက်ကိုကျွန်တော်တို့ဆက်ဆင်းသွားမယ်ဆိုတော့12ပဲကြီးပေါ့။12ပဲကြီးရတော့ကျွန်တော်တို့ကလူတိုင်းအခုသိနေကြတယ်တနည်းအားဖြင့်လူတိုင်းစိတ်ဝင်စားရှိကြတယ်။ 18K လို့ခေါ်နေကြတယ်။ကျွန်တော်တို့ကပစ္စည်းလေးတွေပေါ့ 18K ဆိုရင်ကျွန်တော်တို့ကလူတိုင်းနားလည်ကြတဲ့ပစ္စည်းပေါ့အဲ့ဒီဟာလေးတွေကကျွန်တော်တို့က12ပဲရည်နဲ့လောက်ထားတာဖြစ်ပါတယ်အဲဒါကြောင့်အဲ့12ပဲရည်ရဲ့အောက်ကိုကျွန်တော်တို့ကဆက်ပြီးဆင်းသွားမယ်ဆိုရင်များသောအားဖြင့် fancy ဆန်ဆန်နဲ့ကျွန်တော်တို့ပြုလုပ်နေကြတဲ့ပစ္စည်းလေးတွေတနည်းအားဖြင့်မိုးကြိုးရွှေလို့ခေါ်တဲ့ရွှေညံ့ပေါ့တနည်းအားဖြင့်အဲ့ရွှေညံ့လေးတွေအနေနဲ့ကျွန်တော်တို့ကများသောအားဖြင့်ဘယ်လောက်ထိသုံးကြလဲဆိုရင်ကျွန်တော်က4ပဲရည်လောက်ထိသုံးကြပါတယ်အဲဒါကြောင့်ကျွန်တော်တို့ကတကယ်ဝယ်ယူစုဆောင်းတော့မယ်ဆိုရင်တော့ကျွန်တော်တို့ရွှေညံ့အုပ်စုဖြစ်တဲ့မိုးကြိုးရွှေအုပ်စုကတော့ဝယ်ယူစုဆောင်းလို့မသင့်ပါဘူးကျွန်တော်တို့ရွှေအရည်ထဲမှာမှရွှေရည်ကောင်းတဲ့အခောက်ရွှေလိုဟာမျိုးအတုံးပဲဖြစ်ဖြစ်အထည်ပဲဖြစ်ဖြစ်ပေါ့နောက်တစ်ခုကကျွန်တော်တို့က15ပဲလီအရည်လိုဟာမျိုးနောက်တစ်ခုက14ပဲ2ပြားရည်လိုဟာမျိုးအဲ့ဒီပစ္စည်းတွေကကျွန်တော်တို့ဝယ်ယူစုဆောင်းမယ်ဆိုရင်ဒါမိတ်ဆွေတို့အတွက်မတိမ်ကောဘူးဆိုတဲ့အကြောင်းလေးကိုကျွန်တော်တို့ကဆွေးနွေးတင်ပြသွားတာဖြစ်ပါတယ်အဲဒါကြောင့်ဒီဟာလေးနဲ့ပတ်သက်ပြီးတော့မှထိုက်တဲ့အားလျော်စွာ message ရမယ်လို့လည်းကျွန်တော်ညွှန်လင်းပါတယ်အဲဒါကြောင့်နောက်အကြောင်းအရာလေးတွေအတွက်နောက်ဗီဒီယိုမှာကျွန်တော်တို့ပြန်ဆုံရမယ်